ကျွန်တော်နာမည်စလိုက်ထန်တဲ့ဖြစ်ပါတယ်ဒီနေ့ဇူလိုင်15ရက်2022နေ့မှာချင်းမြေယာမူဝါဒညီလာခံနဲ့ပတ်သက်ပြီးတော့ဆွေးနွေးစရာရှိပါတယ် spokesperson ဖြစ်တဲ့စလိုက်ရမ်လီယန်မောယာသူနဲ့ကျွန်တော်ဆွေးနွေးမှာဖြစ်ပါတယ်April 30 2022နေ့မှာချင်းမြေယာမူဝါဒညီလာခံရဲ့ထုတ်ပြန်ချက်တွေ့ရပါတယ်အဲ့ဒါနဲ့တပြိုင်နက်ချင်းမြေယာမူဝါဒစာအုပ်စာဆောင်ပေါ့ထွက်လာပါတယ်ပြီးတော့ဒီအကြောင်းနဲ့ပတ်သက်ပြီးပြောခွင့်ရပုဂ္ဂိုလ် spokesperson ဖြစ်သူဆလိုင်းရမ်လျန်မော်ကိုကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဆိုတော့ကိုမစ်ပေးပါလိုအပ်တော့ကျွန်တော်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်နာမည်ကတော့ဆလိုင်းရမ်လျန်မော်ဖြစ်ပါတယ်အဲ့တော့ဒီချင်းမြေယာမူဝါဒနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ညီလာခံကိုလွတ်မြောက်နေမြေမှာဧပြီလ19ရက်ကနေပြီးတော့26ရက်ကျင်းပခဲ့ပါတယ်အဲ့တော့ကျွန်တော်ကျင်းပတဲ့ညီလာခံထဲမှာပါဝင်တဲ့အဖွဲ့အစည်းပေါင်း26ဖွဲ့ရှိပါတယ်အဲ့26ဖွဲ့ဆိုတာကတော့တချို့တော်လိုင်းရေးအဖွဲ့အစည်းတွေရှိသလိုတချို့အရပ်ဘက်ဖွဲ့အစည်းတွေရှိပါတယ်အဲ့တော့ကျွန်တော်တို့တပတ်တာအတွင်းလုပ်တဲ့ညီလာခံထဲမှာပါဝင်တဲ့အဖွဲ့အစည်း26ဖွဲ့ရဲ့ပါဝင်တဲ့ပုဂ္ဂိုလ်ဦးရေကတော့93ယောက်ဖြစ်ပါတယ်အဲ့တော့အဲ့ဒီ93ယောက်ပါဝင်တဲ့အဖွဲ့ဝင်26ဖွဲ့ကိုယ်စားလှယ်တွေကနေပြီးတော့မှတပတ်တာဟိနိုင်းဆွေးနွေးပြီးတော့မှဒီချင်းမြေယာမူဝါဒဆိုတာကိုကျွန်တော်တို့ရေးဆွဲအတည်ပြုခဲ့တာဖြစ်ပါတယ်ဟုတ်ပြီဆိုတော့ဒီချင်းမြေယာမူဝါဒအင်္ဂလိပ်လိုတော့ Chinland use ဖြစ်မှာပေါ့နော်ဟုတ်ကဲ့ Chinland use policy ပေါ့နော် policy မူဝါဒဆိုတော့ policy ပေါ့ဟုတ်ပြီဆိုတော့ဒီ policy ကိုဖြစ်လာဖို့အတွက်ဘယ်လိုနဲ့စတင်ခဲ့ပါသလဲအချိန်ဘယ်လောက်ကြာခဲ့ပါသလဲကျွန်တော်ဘာကြောင့်ဒီမူဝါဒလိုအပ်ပါသလဲဆိုတဲ့ချက်တွေဆွေးနွေးပေးပါအဲ့တော့ဒီချင်းမြေယာမူဝါဒဖြစ်ပေါ်လာဖို့ဟာဆိုရင်ဒီညီလာခံ3ချိန်လောက်ကျင်းပခဲ့တယ်ပေါ့နော်အဲ့တော့ညီလာခံတွေမကျင်းပခင်မှာကျွန်တော်တို့ဒီဝန်ထမ်းတွေကနေပြီးတော့မှချင်းပြည်နယ်အနှံ့ပြား6မြို့နယ်လုံးမှာရှိတဲ့ဒေသအသီးသီးကိုတွားပြီးတော့မှလူမျိုးနွယ်စုအသီးသီးရဲ့မြေယာအသုံးပြုမှုမူဝါဒတွေကိုကျွန်တော်တို့စတင်လေ့လာခဲ့တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ပြောရမယ်ဆိုတော့ဒီလက်ရှိဒီမြန်မာနိုင်ငံရဲ့2012မြေယာဥပဒေတို့ဟိုအခြေခံပြီးတော့မှလေ့လာရတာပေါ့အဲ2012မြေယာဥပဒေကိုကျွန်တော်တို့ကြည့်တဲ့အခါမှာကျွန်တော်တို့တိုင်းရင်းသားမြေယာမူဝါဒတွေနဲ့မကိုက်ညီတာတွေအများကြီးရှိတယ်ပေါ့နော်ကျွန်တော် detail ကတော့ပြောဖို့နည်းနည်းခက်မယ်ကျွန်တော်တို့ south တွေလှန်လောပြီးတော့မှပြန်ကြည့်တော့ပြောလို့ရမယ်အခြေအနေရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီ2012မြေယာမူဝါဒနဲ့ကျွန်တော်တို့တိုင်းရင်းသားမြေယာအသုံးပြုမူဝါဒတွေမကိုက်ညီတာတွေရှိတယ်ဘာဖြစ်လို့မကိုက်ညီတာလဲကိုက်ညီအောင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲစဉ်းစားစရာအများကြီးရှိတာပေါ့နော်အဲ့တော့ကျွန်တော်တို့လည်းဒီမြေယာမူဝါဒတစ်ခုဖြစ်ပေါ်လာဖို့ဆိုပြီးတော့မှကျွန်တော်တို့ဒေတာတိတိကိုတွားရောက်လေ့လာတယ်လေ့လာပြီးတော့မှညီလာခံကို3ကြိမ်တိတိလုပ်ခဲ့တယ်ပေါ့နော်အဲ့တော့3ကြိမ်လုပ်တယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီနောက်ဆုံးအကြိမ်ကတော့ဒီလွတ်မြောက်နေမြေတစ်ခုမှာကျွန်တော်တို့epi 19ရက်ကနေပြီးတော့26ရက်အတွင်းကိုတပတ်တိတိလုပ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီချင်းမြေယာမူဝါဒနဲ့အခြေခံထားတဲ့မူဝါဒတစ်ခုရှိပါတယ်အဲ့အခြေခံထားတဲ့မူဝါဒဆိုတာတော့ကျွန်တော်တို့ဟိုတက်တက်ပြောမယ်ဆိုတော့ UDHR ပေါ့နော်ဒီ UDHR ဆိုတာ Universal Declaration of Human Rights ကိုအခြေခံထားတာဖြစ်ပါတယ်အဲ UDHR ဆိုတာဟိုလူသားတိုင်းမှာမရှိမဖြစ်အခြေခံအခွင့်အရေးတစ်ခုပေါ့နော် fundamental right ဖြစ်တယ်အနှိမ့်ဆုံးစံချိန်စံညွှန်းနဲ့ရေးဆွဲထားတာဖြစ်တယ်ဆိုတာလေလူတိုင်းသိပြီးသားဖြစ်တယ်လို့အဲ့ဒီလိုအနှိမ့်ဆုံးစံချိန်စံညွှန်းကိုတောင်မှကျွန်တော်တို့2012မြေယာဥပဒေကနေပြီးတော့မှဟိုဘယ်လိုခေါ်မလဲလိုက်ဒီအနှိမ့်ဆုံးစံချိန်စံညွှန်းနဲ့လှိုက်လျောညီထွေမရှိတာတွေအများကြီးတွေ့ရတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီအပြောင်းလဲကာလမှာပြောရမယ်ဆိုတော့ဒီအခုတော်လိုင်းရေးကြီးတရက်မြန်မာနိုင်ငံတနိုင်ငံလုံးမှာဆင်နွှဲနေတယ်ဆိုခိုင်းကြတော့ဒီအပြောင်းလဲတစ်ခုဖြစ်ပေါ်လာဖို့ဆိုတာအရန်ကိုနီးစပ်နေတယ်အပြောင်းလဲကာလတစ်ခုဖြစ်ပေါ်လာမယ်ဆိုတာလေလူတိုင်းယုံကြည်ထားတာဖြစ်တယ်တကဘာလုံးကလည်းလက်ခံထားတယ်ဆိုတော့ကျွန်တော်တို့မှားမယ်မထင်ဘူးအဲ့တော့အဲ့အချိန်ကမှကျွန်တော်တို့ချင်းလူမျိုးတွေမှာလည်း
အနာဂတ်တိုင်းပြည်အတွက်လိုအပ်တဲ့မူဝါဒတစ်ခုတော့ရှိတင်ထားတယ်ဆိုတာကျွန်တော်စဉ်းစားလာမိတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ဒီမီလာခံကိုကျင်းပပြီးတော့မှဒီမြေယာမူဝါဒတတိယကြိမ်မီလာခံမှာပထမကြိမ်နဲ့ဒုတိယကြိမ်မှာရေးဆွဲထားတဲ့မူကြမ်းတွေကိုပြင်ဆင်တာတို့ဖြည့်ဆွတ်တာတို့လုပ်ပြီးတော့မှဒီချင်းမြေယာမူဝါဒဆိုတဲ့စာအုပ်လေးအကောင့်ထည့်ပို့ပြီးတော့မှပေါ်ထွက်လာတာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တယ်ဟုတ်ပြီဆိုတော့ဒီမူဝါဒ policy ကဥပဒေဖြစ်လာဖို့ကျွန်တော်ဆက်လက်ပြီးတော့စ조사ရမယ့်အခြေအနေရှိတာပေါ့နော်ဟုတ်ကဲ့ဆိုတော့ဒီမူဝါဒထဲမှာကျွန်တော်မြင်တွေ့ရတာကအခုနောက်ဆုံးစာအုပ်ထဲမှာအခန်း73တိရှိတယ်လို့ကျွန်တော်မြင်ရပါတယ်ဆိုတော့ဒီထဲမှာကျွန်တော်တိတင်တဲ့အချက်အရေးကြီးတဲ့အချက်လေးတွေဆွေးနွေးပေးလို့ရမှာလားဟုတ်ကဲ့ကျွန်တော်တို့တိတင်တဲ့အချက်ဆိုတာအားလုံးကအရေးကြီးတဲ့အချက်တွေကြီးပဲဖြစ်ပါတယ်အဲ့ထဲမှာပြောမယ်ဆိုတော့ကျွန်တော်တို့လက်ရှိရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံရဲ့ပြဿနာပေါင်း16000တဲကအများဆုံးသောပြဿနာဒီမြေယာပြဿနာဖြစ်တယ်အဲ့တော့ဒီမြေယာပြဿနာတွေရာဆိုရင်ပြန်ကြည့်မယ်ဆိုတော့ဒါကျွန်တော်ဒီချင်းမြေယာမူဝါဒမှာအခြေခံထားတာကခုနကျွန်တော်တို့ပြောထားပြီး UDHR ကိုအခြေခံထားတာအဲ့တော့ UDHR ကိုကျွန်တော်တို့ဘာကြောင့်အခြေခံထားရလဲဆိုတော့ဒါတစ်ကမ္ဘာလုံးကနေပြီးတော့မှကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကနေပြီးတော့မှအနာဂတ်ငြိမ်းချမ်းရေးကိုရည်ရွယ်ပြီးတော့မှရေးဆွဲထားတဲ့မူဝါဒတစ်ရပ်ဖြစ်တယ်အဲ့ရေးဆွဲထားတဲ့မူဝါဒထဲမှာပြန်ကြည့်မယ်ဆိုတော့ကျွန်တော်တို့ဏ္ဍာန်ဘက်ကိုပြန်ကြည့်မယ်ဆိုရင်နိုင်ငံတိုင်းဒီဥပဒေများကိုရေးဆွဲတဲ့အခါဒီ UDHR နဲ့အညီရေးဆွဲရမယ်ဆိုပြီးတော့မှပါဝင်ထားတာအဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြဿနာတွေကဆိုတော့ဥပဒေရမြေယာသိမ်းဆည်းမှုတွေအများကြီးရှိခဲ့တော့လေဘာဖြစ်လို့ဒီလိုဥပဒေရမြေယာသိမ်းဆည်းမှုဖြစ်တယ်လဲဆိုတော့ကျွန်တော်သူတို့ရေးဆွဲထားတဲ့ဥပဒေတွေကဒီ UDHR ကိုအခြေမခံထားဘူးဆိုတာအရန်ကိုပေါ်လွင်နေပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီအနာဂတ်ဖြစ်ပေါ်လာမဲ့ဖက်ဒရယ်ပြည်ထောင်စုမှာဆိုရင်ကျွန်တော်တို့ချင်းပြည်ထောင်နေလဲဖြစ်ပေါ်လာမယ်လို့ကျွန်တော်တို့တစ်ထစ်ချယုံကြည်ထားတာဖြစ်တယ်အဲဒါကြောင့်မို့ဒီစာအုပ်ထဲမှာလဲကျွန်တော်တို့စာစီတဲ့ခါမှာချင်းပြည်နယ်လို့မရေးပဲနဲ့ချင်းပြည်ထောင်လို့ရေးထားတာအများကြီးတွေ့ရမှာအဲဒါကြောင့်မို့ကျွန်တော်တို့အဲ့ဒီချင်းပြည်ထောင်ဖြစ်လာတဲ့ခါမှာဒီမူဝါဒကိုအခြေခံပြီးတော့မှဥပဒေတွေရေးဆွဲလာမှာဖြစ်တယ်အဲ့လိုဥပဒေတွေရေးဆွဲလာတဲ့ခါကျတော့ဘယ်လိုခေါ်မလဲဒီမြေယာပိုင်ဆိုင်တဲ့လူတွေရဲ့ဆုံးရှုံးနေတာမှုတွေမရှိအောင်မတရားသိမ်းဆည်းတာဆိုတာမျိုးတွေမရှိအောင်ဆိုပြီးတော့မှကျွန်တော်တို့ရည်ရွယ်ပြီးတော့မှဒီစာအုပ်ကိုထုတ်လုပ်တာဖြစ်တယ်အဲဒါကြောင့်မို့ကျွန်တော်တို့တိထိုက်တဲ့အရာကတော့ဒီစာအုပ်ကအခြေခံထားတာဒီ UDHR ကိုအခြေခံထားတယ် UDHR ရဲ့အောက်ဘက်မှာဆိုရင်တကဘာလုံးနဲ့ပတ်သက်ပြီးတော့မှဌာနေတိုင်းရင်းသားအခွင့်အရေးဆိုတာတွေရှိလာတယ်ဌာနေတိုင်းရင်းသားအခွင့်အရေးတွေပြန်ကြည့်မယ်ဆိုရင်ဌာနေတိုင်းရင်းသားတွေရဲ့အဓိကအကျဆုံးသော identity ကတော့ဒါမြေယာပဲဖြစ်တယ်လူမျိုးရှိပြီးတော့မြေယာမရှိဘူးဆိုတော့ဒါလုံးဝမဖြစ်နိုင်ဘူးအဲကြောင့်မို့ကျွန်တော်တို့လူမျိုးတိုင်းဒီမိမိတို့ပိုင်ဆိုင်တဲ့မြေယာတွေဘိုးဘွားပိုင်မြေတွေကိုဆက်လက်ထိန်းသိမ်းအကောင့်ထဲပေါ်ပြီးတော့မှဖွံ့ဖြိုးတိုးတက်အောင်လုပ်ပိုင်ခွင့်တွေကျွန်တော်ဌာနေတိုင်းရင်းသားခွင့်ရေးထဲမှာတွေ့ရတယ်အဲ့တော့အနာဂတ်မှာပေါ်ပေါက်လာမယ်ချင်းမြေယာဥပဒေမှာလည်းပဲဒီလိုအခွင့်အရေးဆုံးရှုံးမှုတွေမရှိအောင်ဆိုပြီးတော့မှဒီချင်းမြေယာမူဝါဒကိုရေးဆွဲထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ချင်းတစ်မျိုးသားလုံးကနေပြီးတော့မှတိထိုက်တယ်လို့ကျွန်တော်ယူဆမိတယ်ဒါကြောင့်မို့တိထိုက်တဲ့အရာလေးတွေဆိုတဲ့နေရာမှာဒီကျွန်တော်တို့ရေးဆွဲထားတဲ့မူဝါဒအခန်း1ကနေအခန်း7ထိပေါ့နော်အခန်း73ကတော့အထူးဖြစ်တယ်ဖြစ်တယ်ဆိုတဲ့နေရာမှာကျွန်တော်တိုးတက်ပြောင်းလဲသွားတဲ့ခေတ်ကာလနဲ့အညီပြန်လဲပြင်ဆင်မွမ်းမံလို့ရအောင်ရည်ရွယ်ထားပြီးတော့မှအခန်း73ကိုထည့်ထားတာဖြစ်တယ်ဆိုတာလဲကျွန်တော်ချွင်းချက်နဲ့ပြောလို့ဒီချင်းမြေယာမူဝါဒရဲ့အခန်း1မှာစိတ်ဝင်စားစရာတော်တော်ကောင်းပါတယ်ကျွန်တော်မြင်ပါတယ်အဲ့ဒီမှာချင်းလူမျိုးများသည်ချင်းပြည်ထောင်ရှိဒီမှာချင်းပြည်ထောင်လို့ရေးထားပါတယ်ခုနကိုကြီးပြောသွားတယ်လို့ပေါ့နော်ပြည်နယ်ဆိုတဲ့စကားလုံးမသုံးဘဲနဲ့ပြည်ထောင်ဆိုတဲ့စကားလုံးရယ်
ပြင်အဓိကကျွန်တော်စိတ်ဝင်စားသွားတာရေမြေလေနဲ့မြေပေါ်မြေအောက်တယံဇာရပစ္စည်းအားလုံးပိုင်ဆိုင်တဲ့အကြောင်းရေးထားပါတယ်တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်လို့ကျွန်တော်မြင်ပါတယ်ဒီကြောင့်နဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့ဆွေးနွေးခြင်းရဲ့အပိုင်းတွေရှိပါသလား ဟုတ်ကဲ့ဘာဖြစ်လို့ကျွန်တော်တို့မြေပေါ်မြေအောက်ရေပေါ်လေအောက်ရေအောက်တယံဇာရပစ္စည်းအားလုံးရဲ့ပိုင်ရှင်ပင်ရင်ပိုင်ရှင်ဟာချင်းလူမျိုးဖြစ်တယ်လို့ကျွန်တော်တို့ပြောရလဲဆိုတော့ဒီကျွန်တော်တို့2012မြေယာဥပဒေထဲကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာဒီရေမြေလေနဲ့မြေပေါ်မြေအောက်ရေပေါ်ရေအောက်မှာရှိတဲ့တဘာဝတယံဇာတအားလုံးရဲ့ပင်ရင်ပိုင်ရှင်နိုင်ငံတော်ဖြစ်တယ်ဆိုပြီးတော့မှသူကပြဋ္ဌာန်းထားတာဖြစ်တယ်အဲ့တော့နိုင်ငံတော်ဖြစ်တယ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒီဌာနေတိုင်းရင်းသားတွေဒီတက်ခံပြည်သူလူထုတွေရဲ့နာမည်ကလုံးဝပျောက်သွားတယ်အဲ့နိုင်ငံတော်ဆိုတဲ့ဒီမှာအဲ့ဒါကြောင့်မို့ तू ကလိုအပ်ရင်နိုင်ငံတော်ကသိသိပိုင်ခွင့်ရှိတယ်ဆိုတာပါလာတယ်အဲ့တော့ကျွန်တော်တို့ကတော့ဒီနေရာမှာကျွန်တော်ချင်းလူမျိုးတွေရဲ့မူလနေထိုင်လာခဲ့တဲ့နေရာမှန်သမျှကျွန်တော်တို့ဘိုးဘွားတွေကနေပြီးတော့မှသူတို့အသက်သွေးချွေးနဲ့ရင်းနှီးပြီးတော့ကာကွယ်စောင့်ရှောက်လာတဲ့နေမြေမှန်သမျှကတော့ချင်းလူမျိုးတွေကနေပြီးတော့မှမူလပင်ရင်ပိုင်ရှင်ဖြစ်ရမယ်ဆိုပြီးတော့မှကျွန်တော်တို့နားလည်ထားတာဖြစ်လို့ဒီလိုရေးဆွဲရခြင်းဖြစ်တယ်စိတ်ဝင်စားစရာကောင်းပါတယ်အရေးကြီးပါတယ်ဆက်လက်ပြီးတော့အခန်း7ခုနအကိုကြီးပြောသွားတဲ့အပိုင်းနဲ့အခန်း7ဟာဆက်ဆက်မယ်လို့ကျွန်တော်မြင်ပါတယ်နယ်နိမိတ်သတ်မှတ်ခြင်းဆိုတဲ့ကိစ္စတွေရောထည့်ပြောလို့ရပါသလားအခန်း7နယ်နိမိတ်သတ်မှတ်ခြင်းဆိုတဲ့နေရာမှာဟုတ်ပါတယ်ကျွန်တော်တို့လက်ရှိချင်းပြည်နယ်မှာနယ်နိမိတ်ပြဿနာတွေအများကြီးရင်ဆိုင်နေရတာဖြစ်တယ်အဲ့တော့နယ်နိမိတ်ရင်ဆိုင်ရတဲ့ခါမှာတချို့ကအင်္ဂလိပ်ခက်ကအင်္ဂလိပ်တွေတတ်မှတ်ထားတဲ့နယ်နိမိတ်ကိုအခြေခံပြီးတော့ပြောလာတာတွေရှိတယ်တချို့ကြတော့လဲဒီဥနေဝန်ခက်မှာပြင်ဆင်ချမှတ်တဲ့နယ်နိမိတ်တွေရှိလာမယ်အခုနောက်ဆုံးကြတော့ကျွန်တော်ပြောမယ်ဆိုတော့ကျွန်တော်ချင်းပြည်နယ်နယ်နိမိတ်တွေဟာချင်းတွေကနေပြီးတော့မှအတည်ပြုတတ်မှတ်တာမျိုးမဟုတ်ဘဲနဲ့နိုင်ငံတော်ကနေသူတို့လိုအပ်ရင်လိုအပ်တယ်လို့အသုံးပြုနေတာတွေကျွန်တော်တွေ့ရတယ်သဘောတစ်ခုမှာဥပမာလေးတစ်ခုပြောမယ်ဆိုတော့ကျွန်တော်တို့ခိုင်ကမ်ကောလိပ်ကလေးကောလိပ်ဖြစ်သွားတာပေါ့နော်အဲ့တော့နာမည်ကတော့ကလေးကောလိပ်ခံပြီးတော့မှကျွန်တော်တို့သူ့ရဲ့နယ်နိမိတ်တွေကိုကျွန်တော်တို့အရင်ကချမှတ်ထားတဲ့နယ်နိမိတ်တွေအရကြည့်မယ်ဆိုရင်လေကျွန်တော်ချင်းပြည်နယ်ထဲမှာသူကောလိပ်ပိုင်တဲ့မြေရဲ့3 ပုံ 2 ပုံကျော်လောက်ရှိနေတယ်ဆိုတာကိုကျွန်တော်တို့သိရတယ်အဲကြောင့်မို့နယ်နိမိတ်သတ်မှတ်တဲ့နေရာမှာကျွန်တော်တို့ဒီဘိုးဘွားပိုင်မြေတွေကိုအခြေခံပြီးတော့မှကျွန်တော်တို့သတ်မှတ်ဖို့လိုအပ်လိမ့်မယ်ဆိုပြီးတော့မှကျွန်တော်နားလည်ထားလို့ဒီနယ်နိမိတ်အကြောင်းကိုကျွန်တော်ထည့်သွင်းရခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်နယ်နိမိတ်တွေသတ်မှတ်တဲ့အခါမှာကျွန်တော်တို့ဘယ်လိုခေါ်မလဲဒီဒေသခံပြည်သူလူထုရဲ့သဘောထားဟာအရန်ရေးကြည့်ပါတယ်ဒေသခံပြည်သူလူထုတွေကနေပြီးတော့မှသူတို့ရဲ့သဘောထားမပါဘဲနဲ့မင်းတို့ရွာကတော့မကွေးတိုင်းထဲမှာပါတဲ့နယ်ဆိုပြီးတော့မှလှုပ်သွားတာမျိုးတွေဆိုရင်လည်းအဆင်မပြေဘူးပေါ့နော်အခုမင်းတပ်မြို့နယ်နဲ့စောမြို့နယ်နဲ့မိတ်ထီလင်းမြို့နယ်နဲ့မိတ်တချို့နေရာတွေမှာဒီလိုပြဿနာတွေလည်းရှိတယ်အဲ့တော့မင်းတပ်မြို့နယ်နဲ့စောမြို့နယ်နယ်နိမိတ်တွေလည်းအများကြီးပြန်ပြီးတော့ကြည့်စရာအကြောင်းရှိတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဒီနယ်နိမိတ်သတ်မှတ်တဲ့နေရာမှာဒေတာခံပြည်သူလူထုရဲ့နားလည်မှုနဲ့သဘောတူညီမှုတွေကအရန်ရေးကြည့်လာမယ်လို့ကျွန်တော်ယူဆလို့ဒါလေးတွေတုံ့ပြလာတာဖြစ်တယ်ဒါပြီးတော့မှမြို့နယ်တွေဆိုရင်ကျွန်တော်တို့အုပ်ချုပ်ရေးအရာလွယ်ကူမဲ့အခြေအနေကိုကြည့်ပြီးတော့မှဒီအင်္ဂလိပ်ခက်နဲ့တော်လိုင်းရေးအစိုးရခက်ကလူကြီးတွေပြင်ဆင်ထားတာဖြစ်တယ်ပြည်သူလူထုဒေသခံပြည်သူလူထုရဲ့သဘောထားကိုစန္ဒခံယူပြီးတော့မှမြို့နယ်တွေတတ်မှတ်ထားခဲ့တာမဟုတ်ဘူးအဲ့တော့ဒီနေ့ဒီချိန်ကမှကျွန်တော်တို့အပြောင်းလဲကာလတစ်ခုမှာရောက်တဲ့ခါမှာကျတော့ကျွန်တော်ပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့အခုညီလာခံနေကျွန်တော်ကျင်းပခြင်းအဖြစ်ညီလာခံမှာပါဝင်တဲ့မျိုးနွယ်စုကိုယ်စားလှယ်တွေ
ဒေတာခံကိုယ်စားလှယ်တွေအဖွဲ့အစည်းတွေလက်နက်ကိုင်အဖွဲ့အစည်းတွေကနေပြီးတော့မှအားလုံးပြန်သုံးသပ်ကြည့်တဲ့အခါကျတော့ဒီမြို့နယ်တွေကဆက်လက်အသုံးပြုမယ်ဆိုရင်ဖြစ်နိုင်ချေအရန်နေတာကြောင့်မို့ကျွန်တော်တို့ဒီနောက်ပေါ်ပေါက်လာမဲ့နိုင်ငံတော်တစ်မှာကြတော့ဒီမြို့နယ်တွေဟာဆိုရင်အခြေခံတစ်ခုအဖြစ်အသုံးပြုလို့မသင့်တော်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒေသန္တရအုပ်ချုပ်ရေးတွေပုံစံဖြစ်ပေါ်လာဖို့ရည်ညွှန်းပြီးတော့မှဒီနယ်နိမိတ်တွေကိုလည်းပြန်လည်တတ်မှတ်ဖို့ကျွန်တော်တို့နားလည်လာတာဖြစ်တယ် ဆက်လက်ပြီးတော့ဆွေးနွေးစရာအများကြီးရှိပေမဲ့အဲ့ဒီတည်းကအခုခေတ်မှာကျွန်တော်မြန်မာနိုင်ငံတာမကတကဘာလုံးပေါ့နော်နိုင်ငံတိုင်းဖွံ့ဖြိုးတဲ့နိုင်ငံတိုင်းမှာသူတို့စိတ်ဝင်စားပြီးတော့ထည့်သွင်းလေးရှိတဲ့တခုpolicy လို့ပြောရမှာလားဥပဒေဆိုတာရှိအဲ့ဒါ environment နဲ့ပတ်သက်ပြီးတော့ပေါ့နော်တဘာဝဟုတ်ကဲ့တဘာဝထိန်းသိမ်းရေးနဲ့ပတ်သက်ပြီးတော့အဲ့ဒါအခန်းခွန်အဲ့ဒီမှာလည်းကျွန်တော်တွေ့ရပါတယ်ဆိုတော့ဒီတကယ်တမ်းဒီ policy ဖြစ်လာမယ်ဆိုတော့တော်တော်ကောင်းပါတယ်လို့ကျွန်တော်မြင်ပါတယ်ဒီ environment နဲ့ပတ်သက်ပြီးတော့ဟုတ်ကဲ့ဆက်လက်ပြီးတော့ဆွေးနွေးခြင်းတဲ့အပိုင်းရှိပါသလားဟုတ်ဒီနေရာမှာပြောချင်တာကတော့ဒီရာသီဥတုပြောင်းလဲတဲ့သဘာဝအန္တရာယ်တက်ရောက်မှုလျှော့ချနိုင်ရေးအတွက်စီမံဆောင်ရွက်ထားတာဖြစ်တယ်ဆိုပြီးတော့မှကျွန်တော်အခန်းခုံမှာအဖွင့်လေးနဲ့ခေါင်းစဉ်တက်ပြီးတော့ပြောထားတယ်နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဒေသခံပြည်သူလူထုရဲ့ဖွံ့ဖြိုးရေးအတွက်အသုံးပြုဖို့ကအဓိကဖြစ်တယ်အဲ့တော့အခုကျွန်တော်တို့မြန်မာနိုင်ငံမှာပြန်ကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း90လောက်ကရာသီဥတုနဲ့ဒီနေ့ရင်ဆိုင်နေရတဲ့ရာသီဥတုကမတူတော့ဘူး။ဘာဖြစ်လို့ဒီလိုပြောင်းလဲတွေရှိလာလဲဆိုတော့တစ်တွေမတရားထုတ်ဖော်တာတို့နော်တစ်ထုတ်တာပေါ့နော်။ဒါပြီးတော့သဘာဝဒီတွင်းထပစ္စည်းတွေမတရားတူးဖော်လို့ကျွန်တော်မြေစီတွေတောတောင်တွေပျက်စီးပြီးတော့မှရာသီဥတုတွေပြောင်းလဲကုန်အဲ့တော့ဒီဖွံ့ဖြိုးရေးစီမံကိန်းအတွက်တစ်ထုတ်တာကျွန်တော်ပြန်ကြည့်မယ်ဆိုတော့မြန်မာနိုင်ငံမှာတစ်ထုတ်တာဟာဆိုရင်ကျွန်တော်တို့ဘ ਹੁ အစိုးရနဲ့ထိန်းချုပ်ပြီးတော့မှသူတို့စီမံကိန်းတွေချပြီးတော့မှသူတို့ရနိုင်တဲ့လောက်ကိုထုတ်သွားတာဖြစ်တယ်အဲ့တော့ဒေသခံတွေအတွက်ပြန်လဲကုစားတာမျိုးဒေသခံတွေကိုအကျိုးပြုမဲ့လုပ်ငန်းတွေမှာအသုံးချတာမျိုးတခုမှမတွေ့ရဘူးပေါ့နော်ဒီဖားကန်ဒေသမှာကြောက်စိမ်းကိုမတရားထုတ်တူးဖော်တဲ့ခါကျတော့မြေစီလွာတွေအကုန်လုံးပျက်စီးသွားတယ်အဲ့တော့ဖားကန်ဒေသကိုမတရားတူးဖော်လိုက်တဲ့ခါကျတော့ရေကြီးရေရှမ်းတွေဖြစ်လာတယ်ပေါ့နော်တခါမှရေမရှမ်းဘူးတဲ့ဆိုင်းတောင်ရွာရေရှမ်းပြီးတော့မှအိုးအိမ်တွေပျက်စီးသွားတာတွေအများကြီးတွေ့ရတယ်ဒါပြီးတော့သူတို့ကြောက်တူးထားလို့မြေယာတွေပျက်စီးပြီးတော့လုံးဝအသုံးပြုလို့မရတော့တဲ့အခြေအနေမှာရောက်သွားတာတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီတဘာဝတရားစားတွေတူးဖော်ခြင်းအပြင်ဒေသခံတွေတိုးတက်ပြောင်းလဲသွားသလားဆိုတော့မတိုးတက်မပြောင်းလဲဘူးဒေသခံတွေကတော့နောက်ဆုံးသူတို့ရရှိခံစားရတာတော့တဘာဝရန်တရားတွေပျက်စီးသွားတာတွေတောင်ယာမြေတွေမရှိတော့ဘူးစိုက်ပျိုးမြေတွေလုံးဝမရှိတော့ဘူးအဲ့လိုတွေခံစားရတာပေါ့နော်နောက်ဆုံးရာသီဥတုအစပြောင်းလဲသွားတာပေါ့အဲ့လိုတွေခံစားရတယ်အဲ့တော့ကျွန်တော်တို့တဘာဝအရင်းမြစ်ကိုအသုံးပြုပြီးတော့ဖွံ့ဖြိုးရေးစီမံကိန်းလုပ်တဲ့အခါမှာနှစ်20ကုန်ကြည့်ပဲနဲ့နှစ်100ကိုကြည့်ပြီးတော့မှအလုပ်လုပ်ကြဖို့ရည်ရွယ်ချင်တယ်ကျွန်တော်တို့ဒီဟာလေးကိုထည့်သွင်းရခြင်းဖြစ်တယ်နှစ်20နဲ့နှစ်100ဆိုတော့ဥပမာခိုင်းနိုင်တာပေါ့နော်ကျွန်တော်တို့ဒီကဘာမြေကြီးကိုနှစ်ပေါင်းထောင်ချီလူသားတွေနေထိုင်လို့ရအောင်အနာဂတ်နှစ်ပေါင်းများစွာအသက်ရှင်သန်နေထိုင်ခွင့်ရအောင်ဆိုတဲ့ရည်ရွယ်ချက်ပေါ့နော်အဓိကတော့အဆုံးသဖို့ကျွန်တော်နီးလာပါတယ်အကိုကြီးနေနဲ့ကျွန်တော်မမေးတဲ့အပိုင်းကိစ္စတခြားကိစ္စတွေရှင်လဲဆက်လက်ပြီးတော့ပြောသွားပြီးတော့ကျွန်တော်ဒီကုန်းချုပ်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီချင်းမြေယာမူဝါဒကနေပြီးတော့မှကျွန်တော်အဓိကရည်ရွယ်ချက်ကတော့အနာဂတ်ပေါ်ပေါက်လာမဲ့နိုင်ငံတော်တက်စီမှာကျွန်တော်တို့ချင်းမြေယာဥပဒေတခုပေါ်ပေါက်လာဖို့အတွက်ရည်ရွယ်ထားတာဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်အဲ့တော့အဲ့ဒီချင်းမြေယာဥပဒေကိုလည်း
ပြည်သူအုပ်ချုပ်ရေးအောက်မှာဖော်ဆောင်နိုင်ဖို့ကျွန်တော်တို့လိုအပ်တာဖြစ်တယ်ပြည်သူအုပ်ချုပ်ရေးအောက်ကနေပြဋ္ဌာန်းတဲ့ချင်းမြေယာဥပဒေတစ်ခုဖြစ်ပေါ်လာဖို့လဲကျွန်တော်တို့တိုက်တွန်းလို့ဆိုချင်တယ်နောက်ပြီးတော့ခုနကျွန်တော်တို့ဒီမြေယာဥပဒေကိုကျွန်တော်တို့ပေါ်ပေါက်လာတဲ့အခါမှာပြည်သူအကျိုးအများအကျိုးကိုရည်ညွှန်းပြီးတော့မှဘယ်လိုခေါ်မလဲဖွံ့ဖြိုးရေးစီမံကိန်းတွေလုပ်တဲ့အခါမှာပြည်သူလူထုတွေတည်တဲ့ environment impact assessment တွေပေါ့နော်ကျွန်တော်ပညာရှင်တွေကနေပြီးတော့မှပြည်သူလူစီမှာတွားပြီးတော့မှပညာပေးတာမျိုးတွေလုပ်တဲ့နဲ့အခုကျွန်တော်တို့မြန်မာနိုင်ငံမှာလုပ်နေတဲ့ဖွံ့ဖြိုးရေးစီမံကိန်းတွေသဘာဝတတုတွေတူးဖော်တာတွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုတော့အဲ့လိုဖြစ်ပေါ်လာနိုင်တဲ့သဘာဝဘေးဒဏ်ရဲ့စိုးကျိုးတွေကိုပြည်သူလူထုစီကိုချပြပြီးတော့မှပညာပေးတာမျိုးမရှိဘူးရရှိလာမဲ့အကျိုးအမြတ်ကိုပဲသူတို့ကပြောပြတတ်တယ်အဲကြောင့်မို့ရရှိလာမဲ့အကျိုးအမြတ်နဲ့ကျွန်တော်တို့ရရှိလာမဲ့စိုးကျိုးတွေကိုကျွန်တော်ခိုင်းနိုင်ပြီးတော့မှလှုပ်တဲ့မလှုပ်တဲ့ကိုဒေတာခံပြည်သူလူထုတွေကနေပြီးတော့မှဆုံးဖြတ်ဖို့ဟာကျွန်တော်တို့ကုလသမဂ္ဂရဲ့မူဝါဒလည်းဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီနေရာမှာပြောခြင်းတယ်အဲကြောင့်မို့ကျွန်တော်ဒီစာအုပ်နဲ့ပတ်သက်ပြီးတော့မှပို့ပြီးတော့မှသိခြင်းတယ်ဒီစာအုပ်တွေကိုရခြင်းတယ်ဆိုရင်လည်းကျွန်တော်တို့ကိုဆက်သွယ်လို့ရပါတယ်ဖုန်းနံပါတ်အနေနဲ့ဆက်သွယ်မယ်ဆိုရင်တော့ကျွန်တော်တို့လောလောဆယ်ဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်ကအပေါင်း91809884695ကိုဆက်သွယ်လို့ရပါတယ်နောက်ပြီးတော့ email အနေနဲ့ဆက်သွယ်မယ်ဆိုတော့ကျွန်တော်ရဲ့ email လေးကတော့ bzaniat@gmail.com ဖြစ်တယ်ဆိုတာကိုကျွန်တော်နောက်ဆုံးအနေနဲ့ပြောကြားလိုပါတယ်ပြီးတော့ကျွန်တော်တို့ဒီစာအုပ်ကိုမရောက်ရှိနိုင်တဲ့ data ကနေပြီးတော့ရရှိချင်တယ်ဆိုရင်တော့ကျွန်တော်တို့ PDF file နဲ့ပို့ပေးလို့ရတယ်ဆိုတာလည်းထပ်လောင်းပြီးတော့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်